အာဖရိကဆင်များသည်အလွန်လူမှုရေးဆန်သောတိရစ္ဆာန်များဖြစ်ပြီးဉာဏ်ရည်အလွန်မြင့်မားယုံသာမကရှုပ်ထွေးသောစိတ်ခံစားမှုကဘာကိုလည်းပိုင်ဆိုင်ကြတယ်ဒီဆင်အုပ်ဤမိဖုရားကတော့ယာဒီနာဖြစ်ပြီးယခုအခါအသက်50ရှိပြီးဆင်အုပ်တစ်ခုလုံးတွင်အမဆွေမျိုးများနှင့်အင်းတို့၏တားငယ်များပါဝင်ပြီးအဖွဲ့ဝင်များကြားအလွန်ရင်းနှီးသောဆက်ဆံရေးရှိတယ်ဘီဘီသည်ဆင်အုပ်တွင်လူသိများသောပြဿနာရှာသူဖြစ်သည်သူမသည်မိတ်ဆွေဖွဲ့ခြင်းကိုနှစ်သက်ပြီးအခြားဆင်ပေါက်လေးများနှင့်အမြဲကစားလိုတော်လဲမကြာခဏဆော့ကစားလွန်းသောကြောင့်သူပူခံရလေးရှိတယ်အထီးစင်သားပေါက်လေးတဦးအနေဖြင့်ဘီဘီကသည်စေကျော်သက်အရွယ်ရောက်သည့်အထိမိသားစုတွင်နေထိုင်မည်ဖြစ်ပြီးထို့နောက်တွင်ထွက်ခွာကာစင်အထီးသားပေါက်လေးအုပ်တွင်ပါဝင်မည်ဖြစ်သည်မိမိကသည်မိသားစုတွင်အငယ်ဆုံးစင်ပေါက်လေးဖြစ်ပြီးယနေ့သည်သူမ၏ပထမဆုံးနေ့လည်းဖြစ်သလိုနောက်နှစ်အတွင်းရှင်တန်ရန်အတွက်မိခင်တို့ကိုသာအားကိုးရမည်ဖြစ်မှလည်းဖြစ်တယ်အာဖရိကဆင်များသည်9နှစ်လျင်တစ်ကြိမ်သာမွေးဖွားသောကြောင့်စင်ပေါက်လေးတစ်ကောင်ကိုအလွန်တန်ဖိုးရှိစေတယ်။မိခင်မာယာမှဓာတ်ရိုက်နို့တိုက်ကျွေးမည်ဖြစ်တော်လဲမိသားစုတစ်ခုလုံးသည်ရင်းကိုမွေးမြူရန်ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်တယ်။သူမထက်ပင်သေးငယ်သောအဖော်တဦးနှင့်ပထမဆုံးအကြိမ်တွေ့ဆုံသည့်ဘီဘီသည်အလွန်စိတ်လှုပ်ရှားပြီးရင်းနှင့်မိတ်ဆွေဖွဲ့ရန်အကောင်းဆုံးကြိုးစားတယ်။နေအောင်ကစင်ပေါက်လေးရဲ့နူးညံ့တဲ့အရေးပြားကိုလောင်ကျွမ်းစေတာကြောင့်ဘီဘီကမိမိကိုအရေးအရဆုံးနေရာကိုရှာဖို့ခေါ်သွားပါတယ်။ဒီမှာတရိတ်ဆန်တွေကတယောက်ကိုတယောက်ကူညီရတာကိုဝမ်းသာကြပါတယ်အမြုပ်ဖားတောင်အိမ်ပြန်စည်းနိုင်ပါတယ် Hello, my ragtime gal. Send me a kiss, my wire. Baby, my heart's on fire. If you refuse me. နာရဲ့ဒီနိုင်ငံတော်အကြောင်းဗဟုသုတကိုမိခင်မျိုးဆက်တွေကတဆင့်လက်ဆင့်ကမ်းပေးခဲ့ပါတယ်။သူမရဲ့အဆွေတွေကမိခင်မျိုးနွယ်အားလုံးထဲမှာအကြီးဆုံးဖြစ်ပြီးမြက်ခင်းပေါ်မှာနှစ်ပေါင်းများစွာဆွဲထားတာကြောင့်ခြိုက်ခွက်တွေဖြစ်ပေါ်လာတာပါ။သူတို့အကြိုက်ဆုံးနယ်ပင်တွေကတစ်နှစ်ကိုရက်နှဲငယ်ပဲပွင့်ပြီးအမြဲတမ်းတိကျစွာရှာဖွေနိုင်ပါတယ်။ပန်းပွဲတော်ရဲ့ဆွဲဆောင်မှုကြောင့်စင်အုပ်ကသူတို့ခြေထောက်မှာရှိတဲ့တင်းငယ်တဲ့တတဝါလေးတွေကိုလစ်လူရှုထားရပါတယ်။စင်တွေကသူတို့ကိုသူတို့ပုံအောင်ဖို့နီလန်းတွေရှာဖွေရပါတယ်။ပုတ်တင်ညိုတွေဟာသူတို့ရဲ့ပတ်ဝန်းကျင်ကိုအသုံးပြုပြီးကိုဖုံးကွယ်ရမှာကျွမ်းကျင်ပါတယ်ဒါပေမဲ့တခါတလေမှာငင်ငင်လေးနေပြီးပတ်ဝန်းကျင်နဲ့ရောနှောနေထိုင်ဖို့ရွေးချယ်တာကအဆိုးဆုံးဆုံးဖြတ်ချက်ဖြစ်နိုင်ပါတယ်ဒီအချိန်မှာပိုတင်းကျပ်စွာစုပ်ကင်လေးပိုကြောက်ရွံ့လေးပါပဲ ဆင်ရဲ့ပရိုတင်းဖြစ်သွားတော့မရောပါပဲအာဖရိကဆင်တွေဟာစားငံမြေကိုစားသုံးခြင်းအပြင်သူတို့ရဲ့စားပမာဏကိုပြန်လည်ဖြည့်တင်းပေးပြီးသူတို့ရဲ့လူဖွဲ့စည်းမှာရန်လိုတဲ့အပြုအမူကအတော်လေးရှားပါပါတယ်သူတို့ဟာတခြားဆင်ထီးတွေနဲ့တောင်ငင်းချမ်းစွာအတူရှင်တွဲနေထိုင်ကြပါတယ်သူတို့ရဲ့နိုင်ငံတော်ရဲ့အစွန်ဖျားမှာရှိတဲ့ဒီစားငံမြေမှာသူတို့ဟာတယောက်ကိုတယောက်နှုတ်ဆက်ပြီးအရင်းအမြစ်တွေကိုမျှဝေကြပါတယ်စားငံအဲကာလီမြေစီလွာကိုတူးဆွဖို့ဥချိုနဲ့နှာခေါင်းကြားကကျွမ်းကျင်တဲ့ညှိနှိုင်းမှာလိုအပ်ပေမဲ့ဘီဘီအတွက်တော့ဒါကမလွယ်ကူပါဘူးသူမရဲ့ဥချိုနဲ့နှာခေါင်းဟာတစ်ခုနဲ့တစ်ခုတိတ်မရင်းနှီးသေးပုံရတာကြောင့်သူမဟာပြင်းထန်စွာရှူရှိုက်ပြီးသူမရဲ့နှာခေါင်းထဲကိုကြည်လင်တဲ့ဖုံမှုန့်တွေကိုရှူရှိုက်ပါတယ်မိမိကအမြဲတမ်းစာလောင်နေပေမဲ့သူမတို့တိုက်တိုင်းအချိန်တိုလေးပါပဲဘီဘီဟာသူမတို့တိုက်နေချိန်တစ်လျှောက်လုံးသူမဘေးမှာရှိနေပါတယ်ရာဒီရောက်ရှိလာခြင်းကဒီမြေကနေအသက်ကိုတဖြည်းဖြည်းဖယ်ရှားပေးနေပါတယ်။နှုတ်သီးနီခိုးရအုပ်စုတွေရောက်ရှိလာတာကအရှင်းလင်းဆုံးအချက်ပြမှုပါပဲသူတို့ဟာဟာရီကိန်းမုန်တိုင်းလိုအုပ်စုလိုက်ဆင်းသက်လာပြီးနိုင်ငံတော်ရဲ့ရေရင်းမြစ်တွေကိုဖျက်ဆီးတိုက်ခတ်သွားပါတယ်။သူတို့တနေ့တာတောက်သုံးတဲ့ရေပမာဏဟာယာဒီနာမီသားစုရဲ့အပတ်စဉ်တောက်သုံးရေထောက်ပံ့မှုနဲ့ညီမျှပါတယ်။သူတို့ထွက်ခွာသွားတဲ့အခါရေကန်တွေဟာလုံးဝ6တွေ့လူနီးပါးဖြစ်နေပါပြီသူတို့ဟာတဘာဝနေအောင်ကခရီးရန်အဖြစ်သူတို့ရဲ့အရေးပြားကိုရှုပ်နဲ့ဖုံးအုပ်ထားလေးရှိပါတယ်ဒီပြုမှုဟာတခြားမျိုးစိတ်တွေအတွက်အရေးကြီးပါတယ်ဆန်းခွေတစ်မျိုးပြပေးမယ်မျက်နာတင်မကောက် the whole body ခန္ဓာကိုယ်တစ်ခုလုံးကြိုက်တက်လောက်တာတော့ဈေးလက်တံမဲ့ quality ကလည်းလုံးဝကောင်း မြင်းသားတွေဟာသူတို့ရဲ့ဥတွေကိုဒီရွှွန့်ထဲမှာမြုပ်နှံထားကြပါတယ်ဒီဥတွေဟာသားပေါက်လေးတွေအဖြစ်ကြီးထွားလာပေမဲ့ဥမပေါက်ပါဘူးရေမရှိပဲရက်သက်တစ်ပတ်ပေါင်းများစွာအသက်ရှင်နိုင်ပါတယ်စေမီသားစုထွက်ခွာသွားတဲ့အခါဒီခရီးသည်လေးတွေကိုခေါ်သွားကြပါတယ်ဒီနည်းနဲ့မြင်းသားပေါက်လေးတွေဟာဆင်တွေနဲ့အတူလိုက်ပါသွားပြီးရေကန်မျိုးမျိုးကြားမှာရွှေ့ပြောင်းနေထိုင်ကြပါတယ်ယာဒီနာဟာသူမရဲ့လူတွေကိုရေအရင်းမြစ်အစ်ရှာဖွေဖို့ခေါ်ဆောင်သွားရမယ့်အချိန်ရောက်ပြီဆိုတာသိပါတယ်ဒါပေမဲ့
အနည်းဆုံးရေအရင်းမြစ်က160ကီလိုမီတာအကွာမှာရှိပါတယ်။သူမရဲ့တခုတည်းသောစိုးရိမ်မှုကမိမိဟာသူတို့နဲ့အတူအဝေးကြီးကိုခရီးသွားဖို့ခွန်အားမလုံလောက်ဘူးဆိုတာပါပဲ။အခုတော့သူမမှာတခြားရွေးချယ်စရာမရှိတော့ပါဘူး။နိုင်ငံတော်ကလုံးဝခြောက်သွေ့နေပြီးအနီးနားကရေကန်တွေအားလုံးခန်းချောက်သွားပါပြီ။သူတို့ခိုလုံရရှာရပါတယ်လမ်းတစ်လျှောက်ကရေအိုင်တွေကြောင့်ရက်တန့်ပြီးအနားယူခဲ့ရပါတယ်။ခရီးဆက်ဖို့ပြင်ဆင်နေတဲ့စင်အုပ်ကြီးဟာရေကိုအပူတပြင်းရှာဖွေရင်းထွက်ခွာဖို့ညှင်းဆန်ခဲ့ပါတယ်။ဒါကမာရာရဲ့နှုတ်လဲခန်းချောက်သွားတယ်လို့ဆိုလိုနိုင်ပေမဲ့မာရာကိုယ်တိုင်ကတော့မသိခဲ့ပါဘူး။အားနေတဲ့နွားကလေးဟာရွှွန့်ထဲမှာအလွယ်တကူပိတ်မိနေတယ်ဆိုတာပဲသူမသိပြီးဗီဇာကမိမိကိုရေနဲ့ဝေးဝေးနေအောင်တက်နိုင်သမျှလှုပ်ဆောင်ဖို့တွန်းအားပေးခဲ့ပါတယ်။မိမိကနှုတ်ဖြတ်တာမဟုတ်ပေမဲ့မာရာရဲ့နှုတ်ကအတော်ကြာခန်းချောက်သွားပြီဖြစ်လို့သူမမှာဘာစားစာမှမရှိတော့တလောက်ပါပဲ။ဒီအချိန်မှာမိမိကအရန်အားနေနေပြီးသူမလန်းလိုက်တဲ့ခြေလန်းတိုင်းကတုံရီနေပြီးလဲကြတော့မလို့ဖြစ်နေပါဘူး။ My baby, my baby, my baby, oh my baby, say it to me, baby, my baby, tell your သားသည်သူမကိုမထောက်ပံ့နိုင်တော့ပါမိခင်တယောက်အတွက်ဤမြကြေကွဲပွဲကောင်းသောအရာမရှိပါယာဒီနာနှင့်သူမ၏မျိုးနွယ်စုသည်စူညံတန်ကိုကြားသည်နှင့်အပြေးအလွှားရောက်လာကြသည်မိမိထွက်ခွာသွားခြင်းသည်သူတို့အတွက်အလွန်ဝမ်းနည်းဖွယ်ကောင်းသည်သူမ၏အဖွားဖြစ်သူယာဒီနာသည်လည်းနှလုံးကြေကွဲပြီးသူမ၏နှာခေါင်းဖြင့်ထိကာသူမကိုနှိုးရန်စ조사ခဲ့သည်မိမိပြန်ထနိုင်လိမ့်မည်ဟုလူတိုင်းမျှော်လင့်ခဲ့ကြသည်ဒီအချိန်တွင်မျိုးနွယ်စုတစ်ခုလုံးဝမ်းနည်းပူဆွေးနေကြသည်သူတို့၏နှလုံးသားများသည်တွန်းဆုပ်မှုများနှင့်ပြည့်နှက်နေတော်လဲရင်းတို့၏ရှင်သန်မှုအတွက်ထွက်ခွာပြီးခီးစိတ်ရန်မှလွဲ၍အခြားရွေးချယ်စရာမရှိပါယာဒီနာ၏နိုင်ငံတော်မှထွက်ခွာသွားသောလမ်းကြောင်းသည်သူမ၏မိခင်ထံမှအမွေဆက်ခံခဲ့သောလမ်းကြောင်းဖြစ်တဲ့လမ်းတစ်လျှောက်တွင်အလွန်ခက်ခဲသောအခြေအနေများရှိနေတော်လဲနင်းတို့တယောက်တည်းမဟုတ်ပါတက်ရှိအားလုံးနီးပါးသည်ခိုလုံရာသို့ဦးတည်နေကြသည်ခိုလုံရာသည်မြေအောက်ရေဖြင့်ထောက်ပံ့ပေးသောရေကန်တစ်ခုဖြစ်ပြီး၆တွေ့သောရာသီတွင်ပင်တရိษံအားလုံးအတွက်ရေကိုပံ့ပိုးပေးသည်မိုးရာသီပြန်လာရန်ဤနေရာတွင်စောင့်ဆိုင်နေကြပြီးထိုအချိန်တွင်အိမ်ပြန်နိုင်တဲ့ရာသီနာသည်၆တွေ့ဆုံးနှစ်များတွင်သာဤနေရာသို့ရောက်ရှိလာခဲ့တဲ့၆တွေ့သောရာသီသည်စင်အုပ်အားလုံးကိုဤနေရာသို့ခေါ်ဆောင်လာပြီးဒဏ္ဍာရီလာဆင်ဆွဲတော်ပါသောနင်းတို့၏ဘရင်စာတာအိုကိုလည်းကြိုဆိုတဲ့သူသည်တစ်နှစ်ပတ်လုံးတောရိုင်းတွင်တယောက်တည်းနေထိုင်ခဲ့ပြီးစင်အုပ်အားလုံး၏နူးညံ့သိမ်မွေ့သောဘရင်တစ်ပါးဖြစ်တယ်။ဤနေရာတွင်ဘီဘီသည်မိမိထွက်သွားပြီးကတည်းကသူမ၏ပထမဆုံးသောစစ်မှန်သောပျော်ရွှင်မှုကိုခံစားခဲ့ရသည်။နောက်ဆုံးတွင်အခြားမိသားစုများမှစင်ပေါက်လေးများနှင့်တွေ့ဆုံခွင့်ရခဲ့သည်။သူမကစားရ၍မောပန်းနေချိန်တွင်သူမ၏မိသားစုသည်သူမကိုအမြဲပြုစုစောင့်ရှောက်ရန်နားလေးရှိသည်။အပူချိန်မြင့်မားလာသည်နှင့်အမျှ၆တွေ့သောရာသီသည်တဖြည်းဖြည်းနှင့်အမှန်တကယ်မိုးခေါင်ရေရှားမှုအဖြစ်သို့ပြောင်းလဲသွားခဲ့သည်ခိုလုံရာအနီးရှိအစားအစာများသည်လုံးဝကုန်ဆုံးသွားခဲ့သည်ယာဒီနာ၏အသက်50နှစ်တွင်သူမသည်ဤမျှပြင်းထန်သောမိုးခေါင်ရေရှားမှုကိုတခါမှမကြုံဘူးပါorganic ပြပြီ organic စားကြည့်ရတော့ပဲစားတော့ပဲစင်များသည်စုပင်များကိုပင်စားလာကြသည်စားလောင်မှုကြောင့်နင်းတို့၏ဝေဒနာကိုမေ့လျော့သွားစေသည့်အချိန်တွင်မိသားစုတစ်ခုလုံးသည်ယာဒီနာ၏ဆုံးဖြတ်ချက်ကိုစောင့်မျှော်နေကြသည်သူတို့ဆက်နေပါကနှမှုခေါင်းပါ၍တေရလိမ့်မည်သူတို့ထွက်သွားပါကလမ်းတွင်ရင်ငဲ့၍တေရပွဲရှိသည်သို့သောတရိษံအုပ်သည်သူမကိုလုံးဝယုံကြည်ခဲ့ပြီးသူမနိုင်ငံတော်သို့ပြန်လာရန်ဆုံးဖြတ်သောအခါတွင်နင်းတို့သည်ခဏတာမျှတွန့်ဆုတ်ခြင်းမရှိပေသူမဟာသူတို့ရဲ့ခေါင်းဆောင်ဖြစ်တာကြောင့်သူမသွားလေရာကိုလိုက်ဖို့ဆန္ဒရှိကြပါတယ်။ကျန်းတန်းနဲ့တောကန်နာရထဲမှာစင်အုပ်ဟာပူပြင်းတဲ့နေရောင်ကနေဘေဘာကိုကာကွယ်ဖို့အကောင်းဆုံးစူးစမ်းခဲ့ကြပါတယ်။ဒါပေမဲ့ဘေဘီဟာစင်အုပ်ရဲ့တကောင်နောက်ကိုလိုက်ဖို့ခြေလန်းနှစ်လန်းလျှောက်ရတာကြောင့်သူမဟာလုံးဝပင်ပန်းနှွမ်းနေခဲ့ပါတယ်ဒီအချိန်မှာယေလီနာဟာအနားယူဖို့အစာရှာဖို့မဟုတ်ပဲတေဆုံးသွားတဲ့မိသားစုဝင်တယောက်ကိုအောက်မေ့ဖို့လမ်းလျှောက်တာကိုရက်လိုက်ပါတယ်သူတို့ဟာသူတို့ရဲ့အဖော်ရဲ့အယိုးတွေကိုနှာခေါ်
အင်းထိတ်နဲ့ထိကန်ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာမိုးခေါင်မှုကိုခဏတာမေ့လျော့သွားခဲ့ပါတယ်။သူတို့ဟာကွယ်လွန်သွားတဲ့ဆင်မျိုးအတွက်တိတ်တဆိတ်ဝမ်းနည်းကြေကွဲခဲ့ကြပါတယ်။ဒီနှဆိုင်တဲ့ချစ်ခင်မှုရဲ့နောက်ွယ်မှာရှုပ်ထွေးတဲ့မိသားစုဆက်ဆံရေးနဲ့နှဆိုင်တဲ့စိတ်ခံစားမှုဆိုင်ရာနှောင့်ကြိုးတွေရှိပါတယ်။မိုးခေါင်မှုကဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။နိုင်ငံတော်ကနေတရက်ခရီးကွာမှာရဲညက်ဟာတဖန်ပြန်လဲရပ်တန့်သွားခဲ့ပါတယ်။နူစုဟာကိုဝင်2နှစ်နီးပါးရှိပြီးနောက်ဆုံးမှာသူမရဲ့ကလေးကိုမွေးဖွားခဲ့ပါတယ်။ ဘေဘီဟာအငြင်းတန်းလိုပဲသူမရဲ့မွေးကင်းစအဖော်ကိုဖတ်ထားပြီးသူမနဲ့ကစားကျင်ခဲ့ပါတယ်ဒီလိုခက်ခဲတဲ့အခြေအနေမှာမွေးဖွားလာတဲ့စင်ပေါက်လေးဟာအချိန်မတန်သေးဘူးလို့ထင်ရပေမဲ့ရေဒီယံကတော့မဟုတ်မှန်းသိပါတယ်ထောင်ပေါင်းများစွာသောနှစ်များတစ်လျှောက်စင်တွေဟာမိုးခေါ်တယ်လို့ယုံကြည်ခဲ့ကြပါတယ်အမှန်တရားကတော့သူတို့ဟာမိုင်ယာပေါင်းများစွာအကွာကနေမိုးရွာတာကိုခန်းစားသိရှိနိုင်ပါတယ်ကောင်းကင်သည်မှောင်မိုက်သောတိမ်တိုက်များဖြင့်လင်းမြန်စွာပြည့်နှက်သွားပြီးရှည်လျား၆တွေ့သောရာသီသည်နောက်ဆုံးတွင်ပြီးဆုံးသောမည်ဖြစ်သည်ကြာမြင့်စွာစောင့်မျှော်ခဲ့ရသောမိုးသည်မကြာမီထိုဒေသသို့အသက်ပြန်ရှင်လာတော့မည်ဖြစ်သည်တက်တစ်တစ်ခုမွေးဖွားလာခြင်းသည်ရင်းတို့အားမျှော်လင့်ချက်အသစ်များယူဆောင်လာပေးသည်စင်အုပ်များတွင်မိုးရာသီအတွင်းမွေးဖွားလာသောအသက်သစ်သည်ကောင်းချီးမင်္ဂလာဟုယူဆကြသောကြောင့်ရင်းတို့သည်လင်းဤရောက်ရှိလာခြင်းအတွက်ပွဲတော်များကျင်းပကြသည့်ဤနေရာတွင်ဤကောင်းချီးမင်္ဂလာသည်တင့်ထန်သို့လည်းရောက်ရှိလိမ့်မည်ဟုမျှော်လင့်ရသည်ဤနိုင်ငံတော်တွင်ပြန်လည်နိုးကြလာသောတပ်ဝင်လှုပ်ရှားမှုသည်အခြားစင်မိသားစုများကိုလည်းဆွဲဆောင်ခဲ့သည်ဗီဒီယိုကိုကြည့်ရှုသည့်အတွက်ကျေးဇူးအထူးပဲတင်ပါတယ်အကြောင်းအရာအသစ်တွေလွတ်မသွားအောင် like subscribe လုပ်ထားဖို့မမေ့ပါနဲ့နောက်ပတ်မှာထူးခြားတဲ့အကြောင်းအရာနဲ့ပြန်တွေ့မယ်bye bye